iOS 26.1 မှာဘယ်လို feature အသစ်တွေပါဝင်လာလဲ။တစ်ဖက်ကဖုန်းကင်တဲ့အခါနဲ့ဖုန်းချတဲ့အခါတွေမှာအလွယ်ကူသိနိုင်မယ် haptics setting တွေကဖုန်းထဲမှာ haptic လေးကိုဖွင့်ထားမယ်ဆိုရင်တစ်ဖက်ကဖုန်းကင်တဲ့အချိန်နဲ့ဖုန်းချတဲ့အချိန်တွေမှာတုံခါမှုဖြစ်ပေါ်လာမှာဖြစ်လို့အလွယ်တကူသိနိုင်မှာပါ။ iOS 26.1 မှာဆိုရင်အလန်းပိတ်ရတာမလွယ်ကူတော့ဘူးเนาะအရင်ကအလန်းပိတ်ချင်တယ်ဆိုရင် stop လေးကိုနှိပ်လိုက်ရင်ရပါမယ် iOS 26.1 မှာဆိုလို့ရှိရင်တော့ slide to stop ဆိုတာလေးပါဝင်လာပြီးဘေးကိုဆွဲမှပိတ်သွားမှာဖြစ်ပါတယ်option အသစ်အနေနဲ့ရွေးချယ်နိုင်တဲ့ Tinted Mode Liquid Glass ကြောင့် notification တွေနဲ့စာတွေကိုကောင်းကောင်းဖတ်မရဘူးဆိုရင် iOS 26မှာရွေးချယ်စရာတစ်ခုအနေနဲ့ Tinted Mode လေးပါဝင်လာပြီเนาะဒီလိုလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ setting နဲ့ဝင်ပါ display and brightness တွေက Tinted လေးကိုရွေးလိုက်မယ်ဆိုရင်ငကုံမူရဲ့ liquid glass ပုံစံလေးကိုလည်းပျောက်ကွယ်မသွားစေပဲ notification တွေကိုကောင်းကောင်းမြင်ရမှာဖြစ်ပါတယ် privacy အတွက်လည်းပိုကောင်းလာတယ်ကိုယ့်ဖုန်းကိုလောချထားတဲ့အချိန်မှာတော့ camera app တွေကိုတခြားသူတွေဝင်ကလေးတာမကြိုက်တဲ့သူတွေအတွက် lock screen မှာ camera app ကိုပိတ်ထားလို့ရပြီနော်ဒီလိုလုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့ setting နဲ့ဝင်မှာ camera တွေက lock screen swipe to open camera ကို off ထားပေးလိုက်မယ်ဆိုရင် lock ခတ်ထားတဲ့အချိန်မှာဘေးကိုဆွဲလိုက်မယ်ဆိုရင်တော့ camera မပွင့်တော့ဘူးနော်ဒီတော့ကိုယ့်ဖုန်းကိုသူများတွေဝင်ကလေးတဲ့ရန်ကနေကာကွယ်နိုင်မဲ့အပြင်အိတ်ခတ်တဲ့ထည့်ထားရင်တော့ camera app ကိုထိမိပြီးပွင့်သွားတာမျိုးမဖြစ်စေတော့ဘူးပေါ့ဒါကတော့ iOS 26.1 မှာပါဝင်တဲ့ feature တွေအကြောင်းပြပြခဲ့တာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်များမှာလည်း Apple device တွေနဲ့ပတ်သက်တဲ့ knowledge လေးတွေကို sharing လုပ်ပေးသွားမှာဖြစ်လို့ MK Apple Authorized Service Provider ကို follow လုပ်ထားဖို့အတွက်မမေ့နဲ့နော်။